အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကြားရင်ရှုမကြားရင်ပဲ 1KM မှာစုံကြမယ်ဆိုတဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့ကတော့ဒီဩဂလ25ရက်အင်္ဂါနေ့ညမှာတော့ညီကိုတို့အတွက်စုစုပေါင်း9သင်းရွေးချယ်ပေးထားပါရှိပါတယ်ကျွန်တော်ရွေးချယ်ပေးထားတဲ့အသင်းတွေကိုကြည့်ပြီးတော့ကြားရင်ရှုမကြားရင်ပဲပါခင်ဗျာโอเคပထမဦးဆုံးရွေးချယ်ထားတဲ့အသင်းကတော့မြန်မာစံတော်ချိန်ည7:00ခွဲမှာကစားမယ်ဒီကားတစ်စီရီအသင်းနဲ့ Norwich City အသင်းတို့ရဲ့ EFL ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ခင်ဗျာဒီပွဲမှာဆိုလို့ရှိရင်အဝေးကွင်းဖြစ်တဲ့ဒီ Norwich City ကနေပြီးတော့ level 30အရှုံးဆိုပြီးတော့ကြေးပေါက်ထားပါတယ်ဂိုးပေါင်းကတော့3လုံး40အနိုင်ဆိုပြီးတော့ကြေးပေါက်ထားပါတယ်ခင်ဗျာဒီနှစ်သင်းကချန်ပီယံရှစ်ကအသင်းတွေဆိုတော့သူတို့ချင်းခဏတွေ့ဆုံမှုကြတဲ့ကားဒီစီရီအသင်းဟာဆိုလို့ရှိရင်ချန်ပီယံရှစ်မှာသူတို့နှစ်ပွဲကစားပြီးနှစ်ပွဲစလုံးတည်ရကြထားတယ်ရာဂိုးလည်းရှိတယ်လို့ပေးကူးကလည်းပြန်ပေးရတယ်โอเคတစ်ဖက်က Norwich City အသင်းကကြတော့နှစ်ပွဲကစားပြီးရမှာနှစ်ပွဲစလုံးရှုံးနေထားတယ်သူတို့နှစ်သင်းတွေ့ဆုံမှုမှာအပြန်အလှန်ဂိုးသွင်းချတာများတယ်ခင်ဗျကားတဲ့ကွင်းမှာဆိုလို့ရှိရင် Norwich City ဒီနောက်ဆုံး6ပွဲမှာ5ပွဲက3ဂိုးနဲ့3ဂိုးအထက်ရှိတယ်တပွဲဝဲ1-0ဆိုတဲ့ရလက်နဲ့ပြီးထားတာပေါ့လေပြီးတော့ကားတဲ့ City ဒီ9ပွဲဆက်တိုက်ပေးကိုရှိခဲ့တယ်ဆိုတော့ကကျွန်တော်ကတော့ဒီခုနကပြောခဲ့တဲ့အပေါ်ကအချက်လက်တွေကိုကြည့်ပြီးတော့ဒီနှစ်သင်းပေါင်းအနည်းဆုံး3ဂိုးပြည့်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေဒါကြောင့်မလို့မို့ဒီပွဲကိုကျွန်တော်ဂိုးပေါ်ဆိုပြီးတော့ရွေးချယ်ပေးထားပါတယ်ခင်ဗျာဒုတိယမြောက်တပွဲကတော့ဒီမြန်မာစံတော်ချိန်မနက်1:15မှာပဲကစားမယ်ဒီ EFL ပွဲပဲဖြစ်တဲ့ Blackburn နဲ့ Sheffield United ပွဲစဉ်ကိုရွေးချယ်ပေးထားပါတယ်ခင်ဗျာဒီပွဲမှာလည်းပဲအဝေးကွင်းဖြစ်တဲ့ဒီ Sheffield United ကနေပြီးတော့ဒီ level 5မှုရှုံးဆိုပြီးတော့ကြေးပေါက်ထားပါတယ်ဂိုးပေါင်းစီးကတော့နှလုံးအရှုံးဆိုပြီးတော့ယခုလောလောဆယ်မှာတော့ကြေးပေါက်နေပါတယ်ခင်ဗျာAsian Blackburn ဟာဆိုလို့ရှိရင်နီးပြအသစ်နဲ့ရာသီစတင်ခဲ့ပြီးတော့ချန်ပီယံရှစ်ပွဲစဉ်တွေမှာနှစ်ပွဲကစားပြီးရမှာတပွဲနိုင်တပွဲတည်ဆိုတဲ့ရလက်ကောင်းကိုပိုင်ဆိုင်ထားတယ်တစ်ဖက်ကဒီ Sheffield United ကကြတော့နှစ်ပွဲကစားရမှာနှစ်ပွဲစလုံးဂိုးပေါက်ပျောက်ခဲ့တယ်ပြီးတော့ဒါပေမဲ့လည်းဒီသူတို့ပေါ့လေဒီ Sheffield United ဆိုလို့ရှိရင်9ပွဲဆက်ရှုံးပွဲမရှိထားသေးတဲ့စံချိန်ကိုတော့သူတို့ပိုင်ဆိုင်ထားတယ်ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာ Blackburn ဒီအိမ်ခွင်းမှာဆိုလို့ရှိရင်Sheffield United ဒီ3ချိန်နိုင်ထားမှုပေမဲ့Blackburn ရဲ့နီးပြကတော့သူတို့တူညီမှုမရှိဘူးပေါ့လေSheffield United ဆိုလို့ရှိရင်သူနဲ့ခြေတူရှိတဲ့အသင်းတွေနဲ့ဒီအဝေးကွင်းမှာကစားရမယ်ဆိုလို့ရှိရင်ခြေစွမ်းပိုင်းကရုန်းကန်ရလေရှိတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီညတော့Asian Blackburn ကိုပဲအကြိုက်တွေ့မိတယ်ဒီပွဲကတော့ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်ကြိုက်ရင်ယူမကြိုက်ရင်ပယ်လို့ရပါတယ်ခင်ဗျာโอเคတတိယမြောက်တပွဲကတော့ဒီမြန်မာစံတော်ချိန်မနက်1:15မှာပဲကစားမယ်ကမ်ဘရိတ်အသင်းနဲ့မီဝေါ်အသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်ပေးထားပါတယ်ခင်ဗျဒီပွဲမှာအသင်းကြီးဖြစ်တဲ့မီဝေါ်ကနေပြီးတော့level 50ရှုံးဆိုပြီးတော့ကြီးပေါက်ထားပါတယ်ဂိုးပေါင်းကနှလုံး80ရှုံးဆိုပြီးတော့ကြေးပေါက်ထားပါတယ်ခင်ဗျာကမ်ဘရိတ်အသင်းအားဆိုလို့ရှိရင်လီဝမ်ကဒီအသင်းဖြစ်ပေမဲ့လို့မို့သူတို့6ပွဲဆက်ရှုံးပွဲမရှိထားသေးဘူးမီဝေါ်ကလည်းပဲဒီချန်ပီယံရှစ်နှစ်ပွဲကစားပြီးရမှာနှစ်ပွဲစလုံးရှုံးပွဲမရှိထားသေးတယ်လို့ပေးကိုလည်းမရှိထားသေးဘူးဒါကြောင့်မလို့ကျွန်တော်ကတော့ဒီကစားရတဲ့လီချင်းကွာတာရဲ့နှစ်ပွဲဆက်ရှုံးပွဲမရှိထားသေးတဲ့အတွက်မီဝေါ်အနေနဲ့ဒီညယုံယုံကြည်မှုရှိပေါ့လေကစားပြီးတော့နိုင်ပွဲရသွားလိမ့်မယ်လို့ကျွန်တော်ခန့်မှန်းထားပါတယ်ဒါကြောင့်မလို့မို့ဒီညကျွန်တော်အဝေးကွင်းဖြစ်တဲ့မီဝေါ်ပဲကြိုက်ပါတယ်ဆက်တော်ထားမြောက်ပွဲတစ်ပွဲကတော့ဒီ Ipswich Town နဲ့ Leicester City တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲကလည်းပဲမြန်မာစံတော်ချိန်မနက်1:15မှာပဲကစားမဲ့ပွဲဖြစ်ပြီးတော့ Ipswich Town ဘက်ကနေပြီးတော့တလုံး15ပြားအရှုံးဆိုပြီးတော့ကြေးပေါက်ထားပါတယ်ဂိုးပေါင်းစေးကတော့3လုံး30အနိုင်ဆိုပြီးတော့ကြေးပေါက်ထားပါတယ်ခင်ဗျာ Ipswich Town ဒီလက်ရှိပရီးမီးယားလိဂ်မှာကစားနေတဲ့အသင်းဖြစ်ပြီးတော့ဟိုတနေ့က Southampton ကို 2-1 နဲ့အိမ်ကွင်းမှာနိုင်ထားတယ်တစ်ဖက်ကဒီ Leicester City ကကြတော့လက်ရှိမှာချန်ပီယံရှစ်ကနေပြီးတော့လီ1ထိဆင်းကစားနေရတဲ့အခြေအနေဖြစ်နေတယ်အဲ့တော့အခြေအနေကအရန်ကိုကွာလွန်းနေဗျာထိပ်တိုက်တွေ့ဆုံမှာဆိုလို့ရှိရင်ဒီ Ipswich Town ဟာဆိုလို့ရှိရင်ဒီ
Leicester City ကိုမနိုင်တာသူတို့2013ခရေပေါ့ကြာပြီပေါ့လေဆယ်စုနှစ်တခုရှိသွားပြီအဲ့တော့ဒီညတော့ဒီ Ipswich Town ဆိုလို့ရှိရင်Leicester City ကိုအနိုင်ယူသွားလိမ့်မယ်လို့ကျွန်တော်ယူဆထားတယ်ဒါကြောင့်လို့မို့ဒီည Asian Ipswich Town ကိုပဲကြိုက်ပါတယ်နောက်ဆုံးတစ်ပွဲကတော့ဒီကျွန်တော်တို့နဲ့ဒီမစိမ်းလှတဲ့အသင်းတွေဖြစ်တဲ့Southampton နဲ့ West Ham ပွဲပဲဖြစ်ပါတယ်ဒီပွဲမှာလည်းပဲမြန်မာစံတော်ချိန်မနက်1:15မှာကစားမှာပဲဖြစ်ပါတယ်ယခုလောလောဆယ်ကတော့ဒီ Asian Southampton ကနေပြီးတော့ level 10ရှုံးဆိုပြီးတော့ကြီးပေါက်ထားတယ်။ဂိုးပေါင်းကတော့335အနိုင်ဆိုပြီးတော့ကြီးပေါက်ထားတယ်။ Southampton ဆိုလို့ရှိရင် Championship ပွဲစဉ်တွေမှာသူတို့တပွဲရှုံးထားပြီးတော့တပွဲနိုင်ထားတယ်။နှစ်ပွဲစလုံးပြီးကူပေးထားရတယ်။တစ်ဖက်ကဒီ West Ham ဆိုလို့ရှိရင်နှစ်ပွဲကစားရမှာတပွဲတည်းတပွဲရှုံးထားတယ်။ West Ham လည်းထို့တူပဲပေါ့နော်နှစ်ပွဲစလုံးကူပေးထားရမှုတွေရှိတယ်။ထိတ်ထိုက်တွေ့ဆုံမှာဆိုလို့ရှိရင်ဒီအပြန်အလှန်ကိုသွင်းတဲ့ပွဲတွေရှိသလိုကိုမသွင်းပဲနဲ့Z1ဒီလိုမျိုးပြီးသွားတဲ့ပွဲတွေလည်းရှိတော့အဲ့တော့ဒီ bookie တွေပေးထားတဲ့ကိုပေါင်းစီအရာဒီ330ဆိုတဲ့ကြေးအရာဒီညဒီနှစ်သင်းကိုပေါ်နိုင်မယ်လို့ကျွန်တော်ယူဆမိတယ်နှစ်သင်းပေါင်း3ဂိုးပြည့်သွားနိုင်တယ်လို့ကျွန်တော်ကတော့ထင်နေမိတယ်ဒါကြောင့်မလို့မို့ဒီပွဲကိုပေါ်ပဲကြိုက်တယ်ဒီနေ့တော့ဒီလောက်ပါပဲဗျာကြိုက်ရင်ယူမကြိုက်ရင်ပဲ YKM မှာထပ်ဆောင်ကြပါမယ်ညီကိုတို့အားလုံးပဲဘိုင်ဘိုင်